န်ကာဈေးလောက်ကိုပဲအဲကူလာသုံးခြင်းနဲ့ ACTC လည်းဖြစ်ကမယ်ဆိုတဲ့ customer လေးတွေအတွက်ဆိုရင်ဒီနေ့မှာတော့ဟန်နာထွက်ထားတဲ့ ACTC portable အဲကူလာလေးကိုမိတ်ဆက်ပေးပါဖြစ်ပါတယ်ရှင်ဒီအဲကူလာလေးကလေးထွားလဲအရန်ကိုကောင်းတယ်ပြီးတော့ရေလီတာကလည်း6လီတာဝင်ဆက်ပါတယ်ရှင်ပါဝင်တဲ့ fashion တွေကတော့ swim ပါမယ်ကူးပါမယ်ဒီမှာပေါ့နော် fan speed နေနေဆိုလို့ရှိရင်လည်းဒါမျိုး white ကလေးပေါ့နော်ဒါဆိုလို့ရှိရင်ပိတ်လိုက်ပါပြီဒါဆိုရင် on ပေါ့နော်ဒီအဆုံးထိကို fan speed မြင့်တင်လို့ရပါတယ်ရှင်ဒါဆို USB ပေါက်လေးပါမယ်ပေါ့နော်ရေထည့်မယ်ဆိုရင်လည်းအဖုံးလေးကိုဖွင့်ပြီးတော့မှဒီကနေလောင်းထည့်လို့ရပါတယ်ရှင်ဒါကတော့ဒီ battery ကပေါ့နော်ဒီ battery ပါတဲ့အပြင်မှာတကယ်လို့မီးမရတဲ့နေရာတွေအားလည်းမရှိတဲ့နေရာတွေမှာဆိုရင်ဒီလိုမျိုး battery ကလေးနဲ့ညှက်ပြီးတော့မှအသုံးပြုလို့ရပါတယ်ရှင်ဒါဆိုရင်သူ့ရဲ့ကတ်တလောက်လေးပေါ့နော်ဒီထဲကိုရေးထည့်တာနဲ့ဒီအောက်ကိုသူကရေးဆင်းတော့မှဖြစ်ပါတယ်ရှင်အားသွင်းရမယ် adapter လေးရတယ်73 volt 3 ampere နဲ့အားသွင်းရမှာဖြစ်ပါတယ်ရှင်ဒီဘက်ဘေးမှာတော့ဒါလေးကအားသွင်းပေးရတဲ့အားသွင်းပေါက်လေးဖြစ်ပါတယ်ရှင်ဒီမှာတရားပေါ့နော်ရွှေ့လို့ရတယ်ဒီလက်လေးထိုးပြီးတော့မှအလွယ်တကူတည်လို့ရတဲ့ပေါက်လေးပဲဖြစ်ပါတယ်ရိတ်ပေါင်အနေနဲ့ကတော့20ဝက်ဖြစ်ပြီးတော့ရေလီတာ6လီတာဝင်ဆန့်ပါတယ်ရှင်ဒါနောက်ကတော့ပြောင်းအောင်စကားနဲ့ရေလောင်ကန်လေးကိုပြပေးတာပါရှင်ဒါကတော့ရေလောင်ကန်လေးကိုပေါ့နော်ရေထုတ်လှည့်မယ်ဆိုလို့ရှိရင်လည်းဒါမျိုးလေးနှုတ်ပြီးတော့မှအလွယ်တကူနဲ့တုံလို့ရပါတယ်ရှင်ရေကန်တွေပါတယ်လည်းအလွယ်တကူဆေးလို့ရပါတယ်ရှင်ဒီရဲ့ Google ကိုတော့ရေရှိမှအသုံးပြုပေးပါရှင်ဒီရဲ့ swim လေးကိုနှိပ်မယ်ဆိုရင်တော့ shutter left right ပေါ့နော်ကစားပေးမှဖြစ်ပါတယ်ဒီအပေါ်ကဒီအရှိရ shutter လေးရဆိုလို့ရှိရင်တော့ကိုယ့်ဘာသူကို adjust လုပ်ပြီးတော့အပေါ်တစ်ယောက်အောက်တစ်ယောက်အဲ့လိုမျိုးလေခံလို့ရပါတယ်ရှင်ကဲသူ့ရဲ့လေထွားအားလေးကိုတစ်ချက်လောက်ဆန့်ပြပေးမှဖြစ်ပါတယ်ရှင်တော်တော်လေးတော့လေထွားအားကောင်းတယ်ဒီဈေးမှာဆိုအရန်တန်တယ်ရောင်းချပေးမဲ့ဈေးနှုန်းလေးရတော့2,8500နဲ့ရောင်းပေးမှာပါရှင်ဒီဈေးနဲ့ဆိုတော့အရန်တန်တော့မြ мян လေးလာပြီးတော့ဝယ်လိုက်ပါရှင်အခုကလေထွားအားလေးကိုဆန့်ပြပေးပါမယ်ရှင်